Hey တတလေးလာပါပြီဝိမ်းမတက်ချင်ဘူးဆိုလို့ရှိရင်အဓိကလိုက်နိုင်ရမယ့်အချက်တွေအများကြီးရှိတယ်အဲ့အများကြီးထဲမှာတစ်ချက်အချိန်မှန်စားပေးပါတယ်ဘာကြောင့်အချိန်မှန်စားခိုင်းလဲသိလားဘာအရင်စားမှစားတာနဲ့မတူဘူးရှင်ဘာအရင်စားမှစားရင်အများကြီးစားမိတယ်အများကြီးစားတော့ပိုက်ကြီးတင်းနေကားနေကိုစားနိုင်တဲ့ပမာဏထက်ကိုကြော်သွားတတ်တယ်ပြီးလို့ရှိရင်အမြန်စားမိတယ်အမြန်ဝါမိတာဖြစ်တဲ့အတွက်ကြောင့်မို့အစားမကြည့်တာအဲ့ဒီပြဿနာတွေရင်ဆိုင်ရတတ်တယ်နော်အဲ့ဒီအတွက်ကြောင့်မလို့ကိုမစားပဲနဲ့စားမယ်အချိန်မှန်ကိုစားနေကြအချိန်ရောက်တာနဲ့စားမယ်ဆိုရင်ဘလောက်ကြိုက်တဲ့အစားစားပဲလာကြွေးအများကြီးမစားဖြစ်တော့အဲ့တာကိုလူတွေကလေဝိတ်တက်ချင်လို့နေမှာပေါ့ပိုင်ရန်စားအတီးစောင်းနေလေအများကြီးစားချင်လားဟုတ်တယ်ဟုတ်အဲ့ဒီတော့အချိန်မှန်စားတဲ့လေ့ကျင့်တွေလုပ်ပေးပါပြီးလို့ရှိရင် YMPSC ကြာနေတောင်ညတောက်လေးကိုစောင့်ပေးပါရှင်။နော် YMPSC ကြာနေတောင်ညတောက်လေးထဲမှာ collagen တွေရော gluta တွေရောပါပြီးသားဖြစ်တဲ့အတွက်ကြောင့်အသားရည်ကြီးကြီးလေးလေးနဲ့အစီကျစေမယ်။လုံးဝအာဟာရပြတ်တောက်သွားတာမျိုးမရှိဘူး။နှလုံးတုံရင်တုံမူးအော်ပိုက်နာတာမရှိဘူး။ဖြည့်စွက်အာဟာရအနေနဲ့ပါလုပ်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဝိတ်ကျသွားပြီးနဲ့အသားရည်ကြီးကြီးလေးလေးလျက်စီးတတ်တယ်လို့ပေါ်ပါလန်းဆန်းမှုမျိုးကိုလည်းရရှိပါဖြစ်တယ်။ဒါလေးကလည်းဘလို့တောင်းရမလဲအနီးစနဲ့အမှန်တွေပြပြပေးမယ်စားတောက်နေထိုင်ဖို့အသေးစိတ်လေးတွေကိုလည်းဒါလေးကပြပြပေးမှာဖြစ်တယ်။တက်လို့ဝိတ်ပြန်တက်မယ်နီးလန်းလေးတော့ပေးမယ်နော်ပြီးတော့လေ့ကျင့်ခန်းလုပ်ချင်ပါဆိုရင်တော့မှကိုယ့်ရဲ့ပေါင်ချိန်နဲ့တက်တော့လေ့ကျင့်ခန်းလေးတွေပေါ့ဒါပြပြပြီးမှဖြစ်တဲ့အတွက်ကြောင့်ဒါရဲ့ Viber ဖုန်းနံပါတ်လေးအောက်မှာရေးထားပေးတယ်အဲ့ဒီမှာလာရောက်ပြီးတော့အသေးစိတ်ဆက်သွယ်စုံစမ်းမေးမြန်းလို့ရပါတယ်ရှင်ဒါလေးကိုယ်တိုင်တောက်ပြီးတော့ကိုယ်တိုင်ပြည်တွင်းပြည်ပမြို့မြို့နယ်နေတိုင်းကိုဖြန့်ဖြူးရောက်ချပေးပါတယ်ရှင်